Hello အားလုံးတိုင်ကြောပါမင်္ဂလာပါဒီနေ့မှာတော့မုတ်ဖက်သုံးတဲ့ဝက်သုံးတဲ့သားကိုကြော်စားပါတယ်အိမ်မှာအရင်ဆုံးဈေးကဝေလာတဲ့ဝက်သားနဲ့ပစုံကိုဆေးပါတယ်ပြီးတော့ဈေးကအကျော်ကိုဓာတ်နဲ့လီးပြီးတော့ထုတ်ပါတယ်ပြီးတော့တင်းမောတီကိုအခွန်တော်ပြီးတော့ရှစ်ပါမယ်ဒီလိုမျိုးအချစ်လိုက်အချောင်းလေးရလာအောင်တော့ပေါ့နော်အကုန်လုံးပြီးတော့ဒီလိုအချောင်းတိတိလေးရလာပါပြီပြီးတော့အသင့်ဆဲထားတဲ့ဝက်သုံးတဲ့သားကိုလီးပြီးတော့ပြုတ်ပါမယ်ပြုတ်တဲ့အခါမှာဂျင်းစိမ့်ရယ်ငရုတ်ကောင်းတီးရယ်ထည့်ပြီးတော့ဒီကြားလေးပြုတ်ပါမယ်ပြုတ်တဲ့အခါမှာအချိန်တစ်ခုပြီးပြီးတော့ပြုတ်ပါမယ်ဒီလိုပေါ့ပွားဆူတဲ့အထိအောင်ပြုတ်ပါမယ်ပြီးတော့အဲ့လိုဆူလာပြီးဆိုရင်ဝက်သားကိုကြက်မကြက်ကြည့်ပြီးတော့ထုတ်ပါမယ်အေးခံပြီးတော့ထားပါမယ်ဝက်သားကိုအဲ့ဝက်သားပြုတ်ရင်မှာပဲနော်ထားတဲ့ပစုံတွေကိုထည့်ပြီးတော့ပြုတ်ပါမယ်နည်းနည်းလေးပဲပြုတ်ပါပါဒီမှာနေနေရဲပစုံတွေရလာပါပြီပြီးတော့အေးခံထားတဲ့ဝက်သားတွေကိုအိမ်မှာရှိတဲ့ဆူးစွန်းနဲ့အရီကိုထိုးပါမယ်ဒါမှမဟုတ်လဲတော့ကြထိုးတယ်နဲ့ထိုးလို့ရပါတယ်ထိုးပြီးသွားလို့ရှိရင်အဲ့ဝက်သုံးတဲ့သားကိုစားရတာမှုနဲ့နေပြီးတော့ကြော်ပါမယ်နောက်ဆုံးတော့ဝက်သုံးတဲ့သားအခောက်ကြော်လေးရပါပြီအကုန်လုံးပြီးသွားလို့ရှိရင်အသစ်ဖြော်ထားတဲ့ထိုင်းငပိရေကိုမုတ်ဖက်နဲ့တင်းမောတီနဲ့ရောပြီးတော့ဘဲဒီခဲချီစီထောင်းပြီးတော့အကုန်လုံးသမအောင်နေပါမယ်သမအောင်နေပြီးသွားလို့ရှိရင်နောက်ဆုံးတော့ဒီလိုအတုပ်လေးရလာပါပြီဒီမှာတခုပြောစရာရှိရတာဝတ်သုံးတဲ့သားကိုဆိုင်နဲ့ဒီလောက်ပဲကြင်မှာတော့လေခင်ဗျာအကုန်လုံးအားလုံးသူကြည့်ရှုတဲ့သူတွေအကုန်လုံးကျေးဇူးပါ